တစ်ခေါက်ပြင်ဦးရင်သွားတာတော့ထူဆန်းပါတယ်ခါတိုင်းသွားနေကြမဟုတ်တဲ့နေရာတွေပဲသွားခဲ့တာပါဟိုတယ်ဘလော့လေးရင်တင်လိုက်တော့ဟိုတယ်ဘလော့လေးအရန်ပေါက်တော့ပဲမဲ့ဒါကတော့အစားဆုံးပါဒီတစ်ခေါက်ပြင်ဦးရင်သွားတဲ့ချိန်မမျောလင်းမဲနဲ့ဘာကျုပ်စီကတော့ဖရားရဲ့ကျောင်းကိုဝင်ခဲ့ပါတယ်တိုက်ဆိုင်စွာပဲရောက်ချင်းစီကတော့တရားဟောနေရတဲ့ကြုံနေပေါ့နော်အဲ့ဒါနဲ့မြန်စုံစမ်းပြီးတော့မြန်ပြေးရပါတငယ်ချင်းရှိရနေပြေးပါတယ်တက်တိုက်ဆိုင်ကျုံတာကိုမှတကယ်ကိုတရားဟောနေတဲ့ချိန်ကွက်တိကျုံတာနဲ့တရားဝင်လာခဲ့ပါတယ်တရားလေးဝင်လာပြီးတော့ဖုံဖရားရဲ့ဓမ္မယုံစောင့်နေတဲ့နေရာမှာလည်းလူငွေလေးတွေတနိုင်တလောက်ထည့်ခဲ့ပါတယ်ပြီးတော့ဖုံရဲ့အကြောင်းရှိမှပန်းပင်လေးတွေနဲ့အမှတ်တရတပ်ပုံရိုက်ခဲ့ပါတယ်တက်တိုက်ဆိုင်ပေါ့နော်ဖုံအကြောင်းကကျတော့တည်ပါတယ်ဖုံကကြီးညိုခံတဲ့ချိန်အဲ့လိုမျိုးရှိသေးရပေါ့နော်ဖုံကိုကန်ထူလို့ကူးမြောက်ဝင်ရတာဆိုပြီးဝမ်းသာနေကြပါတယ်ပြီးတော့ဒီနေ့ကတော့ဟိုတယ်လေးကိုပဲချက်ကင်မြောင်သွားမှဖြစ်တဲ့အတွက်အေးစစ်စစ်လုပ်နေပါတယ်တကယ်ချင်းနှစ်ယောက်မနေ့ကဘာမှမစားဘဲနဲ့ထွက်လာပြီးဖုံကျောင်းမှာဝင်ပြီးတရားနာနေတော့ဖိုင်ရန်စာသွားတာနဲ့မေမျိုးအင်္ဂလိပ်ဆိုတဲ့တရုတ်ပုံကျောင်းရဲ့နောက်ကျောမှာရှိတဲ့ဆိုင်လေးမှာသွားပြီးတော့ထမင်းဝင်စားခဲ့ကြပါတယ်ဒီဆိုင်လည်းတစ်ခါမှမစားဘူးအခုကပထမဆုံးပါပဲပြီးတော့တရုတ်ပုံကျောင်းရှိရာပန်းဆိုင်တန်းလိုက်ကြီးကိုတွေ့ပါတယ်တစ်ခါမှမဝယ်ဘူးပဲနဲ့ပန်းလေးနေလည်းမျော်တယ်မဲဝယ်ခဲ့မိပါတယ်ဒီကကြတော့ဟိုဘေဘီကောင်းနာမီပဲနေရမှာဘဝမှာကိုယ်တိုင်ကိုကြပန်းပင်တစ်ခါမှဝယ်မဆိုင်ဘူးပါဘူးခုဒါကတော့ပထမဆုံးချိန်ပါဒီတစ်ခေါက်ပြင်ဦးလင်သွားတော့တစ်ခါမှမလုပ်ဘူးတဲ့ထူးထူးဆန်းဆန်းအလုပ်တွေပဲလုပ်ခဲ့မိပါတယ်ပန်းပင်လေးကတော်တော်လေးလှပြီးစီးလဲချူပါတယ်ဝယ်ထားတဲ့အပင်တွေအခုအိမ်မှာစိုက်ထားရပေါ့နော်ကံမကောင်းပါပဲတပင်တည်သွားပါတယ်ဒီကောင်တော့မကြီးလားဒီကောင်မကြီးတော့ဒီလောက်ပဲမကြီးမကြိုက်ဘူးကြီးကမှလိမ့်မောင်လေးတွေဟိုဘန်းအောင်အဲ့ဒါကြိုက်လို့ဟိုတယ်သွားတဲ့လမ်းမှာ Rose Garden ကိုတွေ့ရတဲ့အချိန်လေးလဲပူနေရနဲ့ဝင်လိုက်အောင်မယ်ဆိုပြီးဝင်ခဲ့မိပါတယ်ဒါလည်းမမျောလေးမယ်နဲ့ဝင်ခဲ့မိရ Rose Garden ကအရန်ကိုလှပါတယ်ဖုံးတော်အားကုန်ပြီးမှပြန်ထွက်လာခဲ့တယ်ပေါ့နော်ဘယ်လောက်ရိုက်ခဲ့မိလဲဆိုအဲ့နေ့ကလေမူးကတပွဲနဲ့စက်တိုက်ရွာနေပါတယ်မူးရထဲမှာပဲသွားပြီးတော့ရိုက်နေတာပေါ့နော်ကျွန်မ Rose Garden ကိုခုမှပထမဆုံးရောက်ပြီးတော့တော်တော်လေးကိုလှပါတယ်သဘောရမ်းကြတယ်အမှန်လေခေါ်ယုံနဲ့ခိုးပြူချမ်းပါဆိုနေမှာဩဟိုမှာတငယ်ချင်းကတော့ဒါဒုတိယတစ်ခါရောက်တာမလို့ကျမကိုဆရာကြီးလုပ်နေပါတယ်ခုလေးတွေကမပြန်သွားပဲဒီတိုင်းညီလေးနေလို့ကျမလည်းထူးဆန်းပြီးတငယ်ချင်းကိုလှမ်းမေးနေတာရုံလေးတွေကိုတွေ့တော့ရုံစာကျွေးချင်တယ်ဆိုပြီးတငယ်ချင်းကိုလှမ်းပြောလိုက်ပေမဲ့ရုံချန်ထဲမှာကော်စွန်းရက်တွေအများကြီးပဲရုံလေးတွေကမစားတာတွေ့လို့မကြွေးပြစ်ခဲ့ပါဘူးယုံလေးနဲ့လှတယ်တော့ဟုတ်တယ်တော့လှတယ်တော့ချစ်စရာလေးကျမမပြောဘူးတော့သူ့ဘာသူပြောနေတာအဲ့လိုပဲတယောက်နဲ့တယောက်မြှောက်လိုက်ပြီးရင်တက်လိုက်နဲ့နှစ်ယောက်ထဲသွားခဲ့တယ်ဆိုရင်လည်းပြောရရပါတယ် Rose Garden လေးကလေအရန်ကိုလာတာနော်ကျမနောက်တစ်ခေါက်တောင်ထပ်သွားခြင်းတည်းဒီတစ်ခေါက်ကလေမိုးကလည်းရွာနေလို့ဓာတ်ပုံနဲ့တည်တည်ချာမရိုက်ခဲ့ဘူးဒါပေမဲ့မရိုက်ခဲ့ဘူးလို့ပြောရင်ရက်မှာပုံ200လောက်ပါတယ်ကဲတကယ်ချင်းနှစ်ယောက်တစ်ဖြတ်တစ်ကတ်လေးရိုက်လိုက်ပါဦးမယ်တကယ်တမ်းကျမတငယ်ချင်းအဲ့လိုဗီဒီယိုဓာတ်ပုံရိုက်တာတွေတိတ်ဝါသနာမပါဘူးရေကျမနဲ့သွားတဲ့အခါကျရင်တော့ကျမကိုမငီးမညူနဲ့တငယ်ချင်းတွေကအမြင်ရိုက်ပေးကြပါတယ်ကဲ outfit လေးကလည်းမမျော်လင့်မဲစင်တူဖြစ်နေလို့ရိုက်ကြမယ်ဆိုပြီးရိုက်ဖြစ်ခဲ့ပါတယ်နှစ်ယောက်စလုံးတိုင်ပင်ပြီးဝတ်ထားရင်တော့ဒီလောက်တူမှမဟုတ်ပါဘူးလုံးဝစင်တူဖြစ်တယ်လို့ရိုက်ဖြစ်ခဲ့ပါတယ်ဒီထက်ကပန်းလေးတွေကလေဘယ်ဘက်ကိုကြည့်ကြည့်မျက်စိတစုံလှတာမိုးရသည်မလို့လားမသိဘူးပန်းလေးတွေကပုံမှန်ထပ်ပို့ပြီးတော့လှတယ်အရင်လဲလန်းဆန်းနဲ့ပွင့်နေတာပေါ့နော်ဒါနဲ့ကျမတငယ်ချင်းရဲ့ဓာတ်ပုံရိုက်တဲ့ skill ကိုတစ်ချက်ရှိုးလိုက်ပါအမှကြီးမတောက်ဖဲနဲ့မူးသွားပါလိမ့်မယ်စတာပါ तू အရန်ကိုစူးစမ်းပြီးကျမကိုရိုက်ပေးရပါ तू တကယ်ကိုအဲ့လိုမျိုးတွေရိုက်တာမျိုး तू မလှုပ်ဖဲနဲ့ကျမကိုရိုက်ပေးတာပေါ့နော်ဒါလေးကတော့မတောက်ဖဲနှစ်ခါမူးသွားတာပေါ့နော်ကျမရဲ့ healing journey လေးမှာပေါ့နော်ကျမတငယ်ချင်း2ယောက်မရှိရင်ကျမဘယ်လိုမြန်ဖြစ်နေမလဲလို့လည်းတခါတည်းတွေးမိပါတယ်သူတို့ကိုလည်းယင်းနေကနေအမြင်ကြီးစုတင်ပါတယ်ဒါကတော့သူတို့သိမှမသိလားဒီကတစ်ဖြတ်ထည့်လိုက်တာပေါ့နော်
ရှားတီဥရမကောင်မိုးရွာလိုက်အဲ့လိုမျိုးနေလေးခဏပြန်ပွင့်လာလိုက်ဖြစ်တော့ကာလာတွေကလည်းမလှဘူးပေါ့နော်အခုဆိုရင်မိုးတအားအုံသွားတော့နည်းနည်းမမောမမဲဖြစ်နေလင်းတဲ့ချိန်ကျလည်းလင်းသွားတယ်အဆင်ပြေတယ်လို့ရိုက်ရတာပဲကာလာ edit တွေလည်းအများကြီးမလုပ်ချင်တော့လို့ဒီတိုင်းပဲတင်လိုက်ပါတယ်ကဲ Rose Garden ကနေပြန်ထွက်ပါပြီအချိန်နဲ့နောက်ကျနေဖြစ်တဲ့အတွက် hotel သွားပါတော့မယ်ရင်းခုံရင်ပြောဆိုရင်လည်းပဲ hotel ရောက်ကြပါပြီ hotel block ထဲမှာတော့အသေးစိတ်ထည့်ထားတဲ့အတွက်ဒီမှာတော့ ဟုတ်တယ်သူကလည်းဥတူတူလေး ငါတော့ကားအကုန်လုံးပြန်မပြောတော့ပါဘူးဒါကတော့ဒီနေ့ block ထဲမှာအစားဆုံးထည့်ထားတာဖြစ်လို့အများကြီးမပြောတော့ပါဘူးဒီလိုဖြစ်ဒီကျ reception ဟဲ့ဒီဘက်ကလည်းထွက်ခင်ရှောက်ချင်တရက်လားဟိုတယ်ဘလော့တင်တော့မပြောလိုက်မိတာကဟိုတယ်ထဲမှာ tracking နဲ့ရှောက်လို့ရပါတယ်အဲ့ဒါဆိုရင်ဟိုတယ်ကစီစဉ်ပေးပါတယ်လမ်းပြတစ်ယောက်ထည့်ပေးပါတယ်ကျမတို့တော့သွားတာအရင်နောက်ကျသွားလို့ tracking နေလည်းမရှောက်ခဲ့ဘူးမူကလည်းရွာနေလို့ပေါ့နော်လူတွေလေးဟိုတယ်နဲ့ပတ်သက်ပြီးတော့ service တင်ငင်းခုန်နေရသွားလာပါညာအဲ့လိုမျိုးတွေပြောနေတဲ့အချိန်မှာကျမရဲ့အတွေ့အတော့တစ်ခုတည်းပဲဥမာကျမဒီနေရာလေးကို line ပေါ်မှာတွေ့လိုက်တဲ့အချိန်မှာငါဒီနေရာကိုရောက်အောင်သွားမယ်ဒီနေရာကိုငါကြိုက်တယ်ငါသွားချင်နေတဲ့နေရာကဒီလိုနေရာမျိုးပဲအဲ့လိုမျိုးတွေးလိုက်တဲ့အချိန်မှာသူတို့ပြောတဲ့ hotel service ကောင်းတာမကောင်းတာလည်းကျမစိတ်ဝင်ကြတော့ဘူးဘလို့ပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ကျမအဲ့ဒီနေရာရောက်ရရင်ကျေနပ်ပြီကျမရဲ့အတွေ့အအဲ့လိုမျိုးပဲယူရှင်းပါတယ်ဟို hotel မှာဖြစ်တဲ့အတွက်သူတို့ကတော့ hotel service ပေးရမှာပေါ့လို့ပါအဲ့လိုမျိုးကြီးကျမမတွေးတော့ဘူးအဲ့လိုအချိန်မျိုးမှာဒီနေရာကိုရောက်ရရင်ရပြီဆိုတဲ့အသည့်ကိုပဲကျမကောင်းထဲမှာရှိတာကျမနေရာပေါ်မှာပဲမျှော်လင့်ချက်ထားတာပေါ့နော်လူတွေပေါ်မှာတော့ကျမအခုနောက်ပိုင်း expectation တွေတိတ်ပြီးတော့မထားတော့ဘူးပေါ့နော်ကိုအဆင်ပြေရပြီဒီနေရာကိုငါသွားချင်တယ်ဒီခန်းလေးကိုငါနေချင်တယ်ကျန်တဲ့ဟာဘာဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော် review တွေကိုကျမရှာဖတ်တယ် hotel service ကဒီလိုပါညာသွားရတယ်နည်းနည်းကြားတယ်service ခေါ်ရတာကြားတယ်ဘာညာအဲ့လိုမျိုးကျမတွေ့ခဲ့တော့ခါကြောက်လေကျမတခါတည်းကုန်ပြင်ဆင်သွားတယ်လိုအပ်သမျှအစားအသောက်အသုံးဆောင်အကုန်လုံးယူသွားတယ်ပေါ့နော်ဒါပေမဲ့လည်းလေသူတို့ပြောသလိုအဲ့လောက်ကြီးထီတော့လေစိုးဝါးနေရမဟုတ်ဘူးရဲ့ကျမအများကြီးယူတဲ့လောက်ကိုစဝင်ချင်းမှလည်းအဲ့ဒီမောင်လေးကြီးအကုန်တည်ပြီးတာဟိုတယ်ကလေအများကြီးပဲတကယ်ဆိုရင်အဲ့ကားရတဲ့နေရာကနေဒီခန်းထိအမတို့လည်းဘယ်နေရနေမှလဲလို့တော့မေးခံရတာဒီကျမတို့တည်တာဒါပေမဲ့သူတို့လုံးဝအပြုံးမပြတ်ဘူးနော်ဘယ်နှခေါက်နေတည်ပြီးတာထောက်တော့လူတယောက်စီကဒီလိုမျိုးကျမတို့ပေါ်မှာကောင်းတဲ့အပြုအမူတွေတစ်ခုလောက်ရရင်ကိုကျမအဲ့ဒီမှာအများကြီးထပ်ပြီးတော့ဖြည့်တွေးပေးလိုက်ပြီးနောက်ထပ်ကိစ္စဘာဖြစ်ဖြစ်ကျမတို့ကဘာမှမဖြစ်ဘူးဆိုရတဲ့ရပေါ့နော်ဒါကျမစားစရာတွေကလည်းကိုအကုန်တည်သွားတာကျမတို့လမ်းမှာ ready made လာအဲ့လိုဝင်ဝယ်ခဲ့တာကွာအဲ့မှာဝင်ဝယ်ပြီးတော့ရှိတဲ့ဟာတွေဝယ်ခဲ့ပြီးတော့အဲ့လိုပဲစားလိုက်တာပြီးတော့လေဒီ hotel နဲ့ပတ်သက်ပြီးတော့မေးကြတာအဲ့လိုမီးရလားတို့အဲ့တော့ဒီလိုသေချာသေးစိတ်မတင်ထားပါမယ်အခု TV ကိုမှကြည့်ရင်တော့သိနိုင်ပါတယ်တန်ငယ်ချင်းတွေအများကြီးလာရင်ပို့ပြောဖို့ကောင်းတယ်အများကြီးလာတော့9ယောက်လောက်အနည်းဆုံးနော်အနည်းဆုံး9ယောက်လောက်လာရင်တော့ပြောဖို့ကောင်းအခုဒီဗီဒီယိုမှာအကုန်မြင်ရမယ်ထင်တယ်မီးရတယ်မီးရကျမည3နာရီထိမအိပ်ဘူးအခုဒီမှာခောက်ဆွဲတွေပြုတ်စားလို့ရတယ်ကျမအိုးတွေပါအကုန်ယူသွားတယ်ည3နာရီထိမီးမပြတ်ဘူးကျမမနက်6နာရီထားတော့ရင်နွေးဦးတယ်လို့မရအောင်အဲ့ဒီမီးလန်ကပြတ်နေတယ်ဒါပေမဲ့မီးကတော့လင်းနေကြည့်ရတာ EPC မီးပြတ်သွားပြီးတော့ဆိုလာမီးရနေလို့ထင်တယ်ဒါပေမဲ့ခဏလေးတော့ပြန်လာရပေါ့နော်ကျမတို့ကဘယ်လောက်ထိတည်သွားလဲဆိုတော့ dryer တွေပါတည်တယ်ဒါပေမဲ့ hotel ရောက်တော့ dryer လေးပေးထားတော့ရှိပါတယ်ကျမအကြံပေးချင်တာ extension လေးယူသွားဖို့ပါကျမတို့မနက်6နာရီကထားပြီးစာအုပ်ဖတ်တယ်ကျမတငယ်ချင်းကတော့ကြည့်လိုက်ပါဦးဒီဘလော့ကိုတွေ့ပြီးကျမကိုဆဲတော့မှာသူ7နာရီထိမထားဘူးသူ့ကိုမနက်စာသွားစားရအောင်လို့ဇွတ်နှိုးပြီးမှခေါ်ခဲ့ပါတယ်သူနဲ့ကျမနဲ့ကတော့အိတ်တာတော့တူပါပဲကျမက2နာရီခွဲလောက်အိတ်မယ်ထင်တယ်သူက3နာရီလောက်အိတ်သွား
နက်စာသွားစားကြပါတယ်ဟိုတယ်မှာလည်း activity တွေကအများကြီးရှိတော့လေကျမတို့အဲ့လိုခဏတစ်ဖြုတ်မနက်စာစားရင်လည်းတစ်ခေါက်ရှောက်ကြည့်ရပေါ့နော်နောက်တစ်ခေါက်လာရင်တော့ကျမ trekking လုပ်ချင်တယ် trekking လုပ်ဖို့တွေးထားတယ်ပေါ့နော်ဒီနေရာကတော့ဒီနေ့ရှိ activity ကိုလှုပ်ဗီဒီယိုရိုက်ပေးမယ်ဘလော့ထဲပါအောင်ဆိုပြီးကျမတငယ်ချင်းရဲ့ညွှန်ကြားမှုအောက်မှာကျမဒါလေးတွေလိုက်လုပ်ကြည့်ရပါတကယ်တမ်းတော့ကျမစားမလုပ်တော့ဘူးလုပ်တယ်သူကဗီဒီယိုရိုက်ရမှာတဲ့ဒါမှသူများတွေမြင်မှာပေါ့ရဲ့အဲ့လိုမျိုးကျမပြောရတယ်ကျမဒီတော့ဒီတော့ဆောက်သွားပါရှင်ကျမဒီဟိုတယ်ဘလော့ကိုတင်တော့လေမိခွန်းနေအများကြီးမေးကြတာဟုတ်တယ်ကျမနည်းနည်းအံ့ဩသွားအလောက်ကြီးအများကြီးသူတို့ဘယ်လိုတွေးနိုင်တာလဲတော့ကျမထင်မိရဲ့adventure ဆိုတဲ့ခေါင်းစဉ်ကိုအရန်သဘောမပေါက်ဘူးလားလို့တော့မှကျမထင်မိလိုက်တယ်သူတို့ပေးထားတဲ့ vibe က adventure vibe ပေါ့နော် hotel နဲ့ပတ်သက်တဲ့ service တွေကတော့အိယာခင်းနေတန့်လားကျမကတော့အိယာခင်းကိုကြည့်လိုက်တော့တခြား vlog တွေမှာကြည့်လိုက်တော့သူ့ရဲ့အိယာခင်းအယောင်ကွာအဖြူဆွတ်ဆွတ်မဟုတ်ဘူးသူက beige color လိုမျိုးဖြစ်တာကြည့်လိုက်ရင်တော့ညို့သလိုလိုပေါ့အဲ့နဲ့ကျမဘလို့တွေးလိုက်တယ်ဆိုတော့ရတယ်ကိစ္စမရှိဘူးကိုကယူသွားမယ်ဆိုကျမအိမ်ကစောင်းနေရောအခင်းနေပါတဲ့ဝါဒါပဲလေကျမစဉ်းစားတာငါဒီနေရာကိုရောက်ချင်တယ်ကျန်တဲ့ဟာကျမဘာမှမတွေးတော့ဘူးဒါမဲ့လိုအပ်မယ်ထင်တဲ့ဟာကိုကုန်ယူသွားလိုက်တယ်ကျမရဲ့ type ကအဲ့လိုမျိုးပဲအခုနောက်ပိုင်းကလှုပ်ချင်တဲ့အရာတစ်ခုပဲစဉ်းစားရတယ်ကျန်တာအများကြီးမတွေးတော့ဘူးဘာမှမတွေးတော့ဖြစ်ချင်တာဖြစ်ပဲအဲ့လိုပဲတွေးလိုက်တယ်တကယ်တမ်းသွားကြည့်လိုက်တော့မှသူတို့ရဲ့အရာခင်းတွေကတန့်ရှင်းပါတယ်သူတို့ရဲ့အယောင်ကာလာကအဲ့လိုမျိုးကာလာဖြစ်တာပေါ့နော်အဲ့လိုဖြစ်တာပါပြီးတော့အခင်းတွေကလည်းအဲ့လိုပြောသလောက်ကြီးရှိတော့မဟုတ်ပါဘူးတန့်ရှင်းပါတယ်ဒါမှတစ်ခုပဲအဲ့ရေတကွန်ကရေကအမြဲကြာနေပတ်ဝန်းကျင်မှာလည်းရေမုံရေမွားတွေနဲ့ပြောမယ်ဆိုမိုးရွာနေတဲ့ခန်းစားချက်လိုဖြစ်တဲ့အခါကျတော့အခန်းထဲမှာမှုန်နှံ့ရတယ်မှုန်နှံ့ရတာတော့ကျမလည်းအဲ့ဒါကိုဘလို့မှလုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့ तू ကခေါင်းကတော့အမြင်ကြီးပဲမှုန်နှံ့ကလည်းဒီရေမုံရေမွားတွေကလည်းအမြဲတမ်းကြာနေတဲ့အတွက်ရမှာပဲဒါကိုလည်းတီးခံရမှာပဲလို့ပဲတွေးလိုက်တယ်ဟိုလေးတန်းဆက်လေးပါလေးအခန်းထဲမှာထည့်ထားနေရင်တော့အဆင်ပြေနိုင်လောက်မလားမသိဘူးကျွန်မအဲ့လိုတော့တွေးမိတယ်ဒီအခန်းကလေပပတ်လေကွာရေနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ဒီမှုန်နဲ့ရတာမျိုးကတော့ဖြစ်မှာပဲအိမ်မှာမိုးရွာလို့ရတဲ့အနံ့မျိုးသဘောတရားလေသူမကြီးစူးစမ်းအထောက်မှုကျွန်မအဲ့ humidifier လိုမျိုးဟာလေးတွေဟိုတယ်ဘက်ကထည့်ထားပြီးရင်တော့အဆင်ပြေမယ်လို့ကျွန်မထင်တယ်လူတိုင်းရဲ့တယောက်နဲ့တယောက်အတွေးခေါ်အယူဆကလည်းမတူနိုင်တဲ့အတွက်တယောက်နဲ့တယောက်တွေးခေါ်ပုံတော့ဘယ်တူနိုင်ပါမလဲเนาะတချို့တွေကကျတော့ဟိုတယ်လာတဲ့တာဖြစ်တဲ့ဟိုတယ်ရဲ့ service ကတော့ဒီလိုမျိုးမပေးနိုင်ရင်အဲ့လိုမျိုးတွေလည်းရှိကြတာမျိုးကျွန်မဖတ်ရတယ်ဒါမှကျွန်မကတော့ဒီရဲ့ nature လေးကိုခန်းစားချင်လို့လာတာဖြစ်လို့ကျွန်မတို့ကတော့အများကြီးထပ်မတွေးတော့ဘူးပေါ့နော်ကဲကျွန်မတို့ပြန်ပါပြီချစ်စရာလေးတွေနော်အယောင်လေးတွေရှိတယ်သဘောကျခဲ့ပါတယ်နောက်တစ်ခါလာဖို့ကိုကြိုးစားပါမယ်နောက်တစ်ခါလာရင်တော့တငယ်ချင်းအနည်းဆုံး3ယောက်လောက်တော့လာချင်ပါတယ်ဒီမှာလေခလေးငယ်လေးတွေကိုခေါ်သွားဖို့တော့ recommend မလုပ်ပါဘူးเนาะတဘာဝတရားနဲ့အရန်နှိစက်တာဖြစ်တဲ့အတွက်တဘာဝတရားကလှတာလဲလှတယ်အကယ်လို့အနေနဲ့တစ်ခုခုဖြစ်မယ်ဆိုလို့ရှိရင်လည်းအရန်လွယ်ကူတာဖြစ်လို့ကလေးရမ်းငယ်တဲ့ကလေးတွေကိုခေါ်သွားမျိုးတော့မလုပ်စေချင်ပါဘူးဟိုတယ် service နဲ့ပတ်သက်ရင်တော့လူများတွေပြောနေကြသလိုအရန်စိုးစိုးဝါးကြီးတော့ကျမတို့ကမတွေးကြုံခဲ့ရပါဘူးဟိုတယ် manager နဲ့ကျမတို့အစားတဲ့အချိန်မှာစကားကတောက်ကစားဖြစ်ခဲ့ပေမဲ့နောက်ဆုံးသူနဲ့နားလည်သွားပါတယ်ပြီးတော့ကျမတို့လာခေါ်ဖို့အတွက်လူကိုလည်းလွတ်ပေးလိုက်ပါတယ်ပြန်ကြတော့လည်းကျမတို့ကောင်းကောင်းမွန်မဲ့အမားတို့ရေအဆင်ပြေရဲ့လားခမအဲ့လိုလေးသူမေးပါတယ်လူတွေကဟိုအစောပိုင်းကာလမှာနားလည်မှုမရတဲ့အချိန်မှာတော့အဲ့လိုဖြစ်တာပေါ့နော်ဟိုကိုဘက်ကလည်းရှော့ပြီးတော့ကောင်းကောင်းမွန်ပြောမယ်ဆိုတော့ရပါတယ်ကဲကျမတို့ပြင်ဦးလေးရောက်ရင်မလုံးမဖြစ်ကတော့အင်ဂျယ်လိုဝင်ရတာပါပဲဒီတစ်ခေါက်တော့ကျမတငယ်ချင်းကသူလူမလိုက်နိုင်ပေမဲ့သူ့အတွက်ဖက်တရံဝယ်ခဲ့ပါလို့ပြောတယ်ကျမတို့ဝင်ရင်းနဲ့ကျမတော့ကျမဝယ်ဖို့စဉ်းစားနေတဲ့ဖက်လေးစီးကြည့်လိုက်ပါတယ်အမှအယောင်ကတော့ကွက်တီပါပဲကျမအဲ့ဒီဖက်လေးဝယ်မလားလို့တွေးနေတာဖက် site ကလေးပါတခါလေးစီးကြည့်ခဲ့ပါတယ်ကျမတငယ်ချင်းဒါကတော့သူမှားလိုက်တဲ့ဖက်လေးရခဲ့ပါတယ်အယောင်ရောစိုက်ရောကွက်တီပါကျမတို့ရဲ့ပြည်ဦးလင်ခင်းစီနဲ့လောက်ပါပဲရှင်